ဂျပန် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မမိုးရဲ့ပိတ်ရက်လေးမှာ Costco သွားခဲ့ပါတယ် Costco ကဝယ်ခဲ့တဲ့ဟင်းချက်စရာလေးတွေကိုတော့တခါစားထုတ်လေးတွေထုတ်ပြီးတော့ရေခဲတစ်တာထဲမှာတင်ပြပါမယ်ခုဆိုရင်တော့ Costco ကဝယ်ခဲ့တဲ့ဆယ်မုံပေါ့နော်ဆယ်မုံကိုအတုံးတုံးလေးသုံးပြီးသွားပြီဆိုရင်တော့တခါစားထုတ်လေးထဲမှာထုတ်ပြီးတော့ရေခဲတစ်တာထဲမှာထည့်သိမ်းပါမယ်မမိုးကဂျပန်မှာအရဘိုက်တူမနက်ကောညဟောလုပ်တဲ့အတွက်ကြောင့်မလို့ချိန်သိမ့်မရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အလွယ်ကူဆုံးစားလို့ရအောင်ဆိုပြီးတော့ပြင်ဆင်ထားတာပါအခုဆိုရင်တော့ဒါလေးကတော့အရွက်ပေါ့နော်အရွက်ကကြတော့သူကဘလူးကူလီရယ်ပဲတောက်ရှည်ရယ်မှုရယ်ငင်းချင်းရယ်ပဲပါတယ်ပေါ့နော်သူ့ကိုလည်းတခါစားထုတ်လေးတွေနဲ့ထုတ်ပြီးတော့သိမ်းပါမယ်ပေါ့နော်ဘာလို့စားရတာလဲတကယ်အရသာရှိပါတယ်အာဘန်ပေါ့နော်တန်းချီလန်ကြီးထဲမှာထည့်ပြီးတော့နှွေးပြီးတော့စားလေးပေါ့လွယ်တယ်ပေါ့နော်ဒါလေးကကြတော့ကီဝီပေါ့ကီဝီကြတော့လည်းအရင်များတဲ့အတွက်ကြောင့်မို့လို့ရေခဲတာနဲ့ထည့်သိမ်းပါတယ်ဒါပါမုတ်ကလည်းအရင်များတယ်ပေါ့နော်အဲ့ပါမုတ်တစ်ထုပ်ဆိုရင်900ကျော်ပဲရှိတယ်သူ့ကိုလည်းရေခဲတစ်တာထဲမှာထည့်သိမ်းမယ်စားတဲ့ချိန်ကျရင်လည်းသူကပါမုတ်မီးကင်းနဲ့ဆက်လေးတွေထည့်စားမယ်မွေးလေးနဲ့ကျွတ်လေးစားလို့ရင်ကောင်းပါတယ်ချင်းကုန်လည်းတက်တာတယ်ငွေကုန်လည်းတက်တာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့မမိုးကတော့တစ်လောက်နှစ်ခါလောက်ပေါ့နော် Costco သွားပြပါတယ်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်